လိုမျက်နှာအသားရည်လေးပြန်ရလာဖို့ဆိုရင်တော့မစင်လွန်ခဲ့တော့9လကမျက်နှာအသားရည်ကနေပြောင်းလဲလာဖို့ကအတော်လေးကိုမှဂရုစိုက်ရတယ်မျက်နှာအသားရည်ကောင်းဖို့ဆိုရင်တော့အရေးကြီးဆုံးအဆင့်တစ်ခုကတော့မျက်နှာသေးစစ်ပြရွေးချယ်မှုမှန်ကန်တာမစင်ကိုယ်တိုင်ဒီမေပန်းဒီဇိုင်းမျက်နှာသေးစစ်ပြကိုရွေးချယ်ပြီးတော့သုံးပြီးနောက်ပိုင်းတော့မျက်နှာရဲ့အရေးပြားပေါ်မှာကန့်ညစ်နေတဲ့အညစ်ကြေးတွေဆဲတွေဓာတ်ဆဲတွေကိုပြောင်းစင်အောင်ဖယ်ရှားပေးနိုင်လို့ဝက်ချံထွက်နှုန်းကိုလည်းလျှော့ချလာတယ်ရှိနေတဲ့ဝက်ချံတွေကပါကြလာတော့ဝက်ချံတွေဆိုရင်တော်တော်လေးကိုမှတတ်တာလာတယ်နောက်တစ်ခုကဆန်ပါဝင်လို့မျက်နှာလေးတိတ်ပြီးတာမျက်နှာအသားကြီးကလက်တွေ့ကိုမှကြည်ပြီးတော့ဖြူလာတာကတော့လက်တွေ့ပါအဲ့တော့ကိုကဝက်ချံမဲဆက်တယ်လည်းရှိတယ်ဘာပဲသုံးမတတ်တာသေးဘူးဆိုရင်လေဒီမေပန်းဒီဇိုင်းမျက်နှာတစ်စစ်ပြကိုတကယ်ကိုမှသုံးကြည့်ပြီးတော့လှစေချင်တယ်မစ္စကိုရိုင်းသုံးကြည့်ရကနေတကယ်ကိုမှတတ်တာပြောင်းလဲခဲ့တာမို့လို့ကိုလိုဘွားသူလေးတွေသုံးပြီးတော့လှစေချင်တယ်အကျစ်အမာတုံးလေးကလေဒီလို50 gram လေးအမာတုံးဆိုတော့တယောက်လည်းသုံးမယ်ဆိုရင်တစ်လခွဲ2လလောက်ကတော့အေးအေးဆေးအသုံးခံတယ်မစ္စနာမကိုရဲ့မျက်နှာလေးကိုမှန်ကြည့်တာအရန်ကိုမှစိတ်တိုင်းကြတယ်တနေ့တစ်နေ့ပြောင်းလဲလာတယ်တနေ့တစ်နေ့နော်ဒီဝက်ချံနေဆိုပါကြလာပြီးအမဲဆက်သူတဖြည်းဖြည်းကိုမှမှိန်ကြလာတယ်အဲ့တော့ဝက်ချံမဲဆက်လည်းရှိတယ်ဘာပဲသုံးမတတ်တာစီဘူးဒါကိုမှတကယ်ကိုမှသုံးကြည့်စေချင်တယ်